လိုက်မှာရှိတဲ့တငယ်ချင်းအားလုံးမင်္ဂလာပါဗျကျွန်တော်9ချိန်တော့မတင်ပြလိုက်ပါဘူးเนาะကျွန်တော်တင်ရင်လဲကျွန်တော်3949ကျွန်တော် break 73 9နောက်ပိတ်နဲ့ရှေးပေါင်း4နဲ့3949လို့ပဲတင်ပြမှာပါเนาะအခု6ချိန်မှာတော့ကျွန်တော်စတင်ပါပြီဗျဒါပထမဖိုင်ပါเนาะကျွန်တော်ရဲ့ channel လေးကို subscribe လေးပေးပါဗျ like လေးတွေများများပေးပါเนาะကျွန်တော်အစ်တင်တိုင်းတွေ့ရအောင်တကယ်ချင်းတွေကလည်း subscribe လေးတယောက်တစ်ချက်လေးနှိပ်ပြီးအားပေးသွားကြပါအောင်နော်ဒါဆိုကျွန်တော်စပြပါမယ်နောက်ပေါင်းကိုပုံရင်စပြပါမယ်ဒီမှာတစ်ထိတ်ဒီမှာကွာခွန်1ရယ်ခွန်ရယ်8ရယ်နောက်နှလုံးပေါင်း2နဲ့3ညလို့စဖြစ်တာပါနော်စီနီယံသွားမှာပါနော်ဒီမှာ9ထိတ်ရယ်ကွာ9ရယ်9ရယ်9ရယ်4ရယ်နောက်နှလုံးပေါင်း9ရယ်9လို့ဖြစ်တာပါနော်3ညပြီးတော့9လို့ဖြစ်တာပါနော်ဒီမှာ2ထိတ်ရယ်ကွာ9ရယ်2ရယ်ကွာ9ရယ်1ရယ်နောက်နှလုံးပေါင်းခွန်နဲ့ဆိုတော့8လို့စဖြစ်တာပါနော်3ည9 8လို့ဖြစ်လာတာပါနော်3ည9 8လို့စဖြစ်လာတာပါဗျစီနီယံသွားတာပါနော်ထိတ်စီး1ကွာပေါင်းခွန်1ရယ်ခွန်ရယ်8ရယ်နောက်နှလုံးပေါင်း2နဲ့3ညထိတ်စီး9ကွာ9 9ရယ်9ရယ်4ရယ်9ရယ်9 3ညပြီးတော့9လို့ဖြစ်လာ2ထိတ်ကွာ9 2ရယ်9ရယ်1ရယ်နောက်ပေါင်း9လဲဆိုတော့8လို့ဖြစ်တာပါ3ည9 8လို့ဖြစ်လာတာပါเนาะကျွန်တော်တို့လည်းမှာခွန်လို့ဖြစ်ရပါပါเนาะထိတ်စီး4ကွာ9 4ရယ်9ရယ်3ရယ်နောက်ပေါင်း4နဲ့မှခွန်ပါပါနောက်နှလုံးပေါင်း4ပါဗျနောက်နှလုံးပေါင်း4ပါเนาะနောက်ပေါင်း4ဆိုထိတ်စီးလေးကျွန်တော်ပြပေးပါเนาะထိတ်စီးလေးပြလိုက်10ကွက်လိုက်မှာเนาะ10ကွက်လိုက်ကိုကျွန်တော်အကောင်းဆုံးတစ်ကွက်ကိုပုံရင်ထုတ်ပေးပါမယ်เนาะဒီကအပြာရောင်ချဲထားတဲ့နောက်နှလုံးပေါင်း8ခါးတိုင်း3ည8ရယ်3ညရယ်8နှစ်နဲ့ထိတ်စီးနှစ်နဲ့ပေါင်းတော့3ညလို့ဖြစ်တာပါเนาะသူကလည်းစီနီယံတက်တာပါเนาะ3ညနောက်ပေါင်း3ခါးတိုင်း8 3ရယ်8ရယ်1ရယ်3ညရယ်ပေါင်းတော့1လို့ဖြစ်တယ်3ညပြီးတော့1လို့ဖြစ်တယ်ပြီးတော့ကျွန်တော်ဒီမှာ2လို့ဖြစ်ရနောက်နှလုံးပေါင်း9ခါးတိုင်း3ညထိတ်စီး3 9 3ည3ဆိုတော့2လို့ဖြစ်တာ3ညထိတ်စီးလေးက3ည1 2လို့ဖြစ်လာတာကျွန်တော်တို့လက်မှာ3လို့ဖြစ်ရနောက်နှလုံးပေါင်း9ရယ်ထိတ်နောက်နှလုံးပေါင်း9ခါးတိုင်း2 9 2ဆိုတော့1ရယ်2ထိတ်စီးဝင်မှကျွန်တော်တို့က3လို့ဖြစ်မှာ2ထိတ်စီးနဲ့နော်2ထိတ်စီးနဲ့နောက်ပေါင်း4 240ကျွန်တော်အကြိုက်ဆုံးကဏ္ဍဖြစ်ပါတယ်နော်240ဒီ line လေး240 10ကွက် line မှာနော်2ထိတ်စီးနဲ့နောက်ပေါင်း4ကအများကြီး10ကွက်ရှိပါတယ်နော်အဲ့ထက်မှာကျွန်တော်အကြိုက်ဆုံးတစ်ကွက်ကိုပြပေးတာပါဗျကျွန်တော်ရဲ့ channel လေးကို subscribe လေးတယောက်တစ်ချက်နှိပ်ပေးသွားပါအောင်နော်ကျွန်တော်နောက်နေ့ကျရင်တစ်ခါထပ်ပြီးတင်ပါအောင်မယ်ဗျဒါပထမဖိုင်အနေနဲ့ဒါလေးနဲ့ပဲကျွန်တော်ပြပေးလိုက်ပါတယ်နော်240လို့ရပါတယ်နော်တကယ်ချင်းနေအားလုံးကံကောင်းကြပါလေဗျဒီတစ်ပတ်